အားလုံးမင်္ဂလာပါခင်ဗျာနိုင်ပါဒါစမုတ်တိုက်ဆွဲလို့နော်တိုင်ခဲနေတဲ့ကိုရန်ဒီလေးလာတယ်ကျွန်တော်ရဲ့ညီကိုတို့အတွက်ကျွန်တော်ဆက်တော့မြောက်ပြီပေါ့နော်ဆောင်းကြည့်ရအောင်နော်ဒီကောင်အစီကိုကျွန်တော်ဒီမှာစစ်လေးနဲ့နော်ပြရမယ်အစီစမုတ်စစ်လေးနဲ့ထဲမှာကျွန်တော်လေးလာကြမှာပုံမှန်ဒီကောင်တော့ကောင်းစီစီတယ်အတစ်ဆိုတော့တွေ့တာကြာပါတော့ဒီလိုဟာနဲ့တွေ့တာကြာပါဘယ်ဘက်လာဒီလိုတော့ခွဲတာနဲ့ဆုံစီနော်တော့ဒီကိုလေခွဲလာတော့ဒီပါဒီကဘာမှမတော်တော့တော့စီနေတယ်လားဒီဘက်တော့ဒီဘက်ကောက်များတယ်ဒီကောက်များတာအစီတော့အတူအရင်ထဲမှာနော်မှာတူတပောက်ကျော်ထဲလာတူနော်ကျော်ဗီဒီယိုလေးလည်းနိုင်ရှယ်လောက်လာပြီပါနော်ပညာရတယ်ဆိုတော့ဒီကျင်တာစီးလည်းလေးလာစီးလာလောက်ပြန်ပြေးဒါကျွန်တော်မီတာကြောင့်ကြီးကိုဝေလို့ထည့်တယ်ပေါ့ကျွန်တော်ထည့်ပြအောင်နော်အဲ့ဒါပြီးကျွန်တော် channel လေးဝင်နော် subscribe လုပ်ထားကြပါနော်ကျွန်တော်ဆိုင်ငနဲ့ပတ်သက်တဲ့ဤပညာတွေပဲကျွန်တော်တင်ပေးမှဖြစ်တဲ့ကြောင့်ကျွန်တော် channel like subscribe လုပ်ထားပေးပါနော်အားလုံးကျေးဇူးတင်ပါတယ်နော်ဆက်ကြည့်ကြရအောင်နော်တော့ဒီအနောက်ပေါင်းထည့်မှာအစီကောင်းစီအနောက်ပေါင်းထည့်မှာအားလုံးလည်းပညာရပါစေလို့ဒီတဲ့ဆရာတော့ကျော်ပါတော့အားလုံးလည်းလေးစားပါဒီတဲ့ဆရာကျော်ပါလေးလာတဲ့ညီကိုကြည့်ဖို့သုံးထိကျွန်တော်လေးကိုပြီးသွားရတော့ဒီလိုဒါပြီးတော့အပေါ်ကအဆူရွက်ထဲမှာနော်ကောင်းလို့ဘောကြောင့်ကောင်းလို့တက်ထဲပညာရဟမ်ဝေးပါရပြမှာနော်သမုတ်လို့ထဲဒီကောင်ကျွန်တော်လုံမတက်ခင်တော့လည်းကျွန်တော်ရွာနေနေတာပေါ့နော်ကျွန်တော်ဒီကောင်အစီရောဒီမှာပြန်အောင်နိုင်လေးဆေးရတော့ဒီလိုတော့ကျန်တဲ့လေးလာတဲ့ညီကိုလည်းပြီးသွားကြပါရအောင်ပေါ်လို့ကလောက်တာကျွန်တော်ကောင်းစီးလိုက်ကြတော့ဒီလို6ခုတွေ့ရဒီနေတော့ဒီငါချအစိပဲဒီလို6ဖိုင်ရတယ်နော်အရေးကြီးတာဒီကွေးမှာပေါက်ရမှမကြောက်ဒီကွေးကဒီထားအဲ့ဒါဘလူးရောင်းနေဆိုတော့မှာဆိုတော့မှာဒါကျွတ်တိုင်နော်ကျွန်တော်တို့ကျွတ်တိုင်တပေါင်းကျွတ်တိုင်ကျွန်တော်ယူနောက်ဆုံးဒီကောင်တော့ထည့်ရတာအဆင်မပြေဘူးနော်ကျွန်တော်ဒီကျွတ်တိုင်တပေါင်းကျွတ်တွေ့ရတာကျွန်တော်တို့အမြဲတမ်းမှတ်တာနော်ကျွတ်တိုင်တပေါင်းကျွတ်ယူတပေါင်းကျွတ်နော်မလားကျွတ်တိုင်ဒီမှာကျွတ်တိုင်ဒီမှာတပေါင်းအဲ့ဒီအကျွတ်အပေါ်ချောင်းထဲမှာဒီအောက်ချောင်းတပေါင်းကျွတ်ထဲကျွန်တော်အဲ့လိုထဲဆိုရင်ဝီချိန်နိုင်တာဆိုရင်စမောတိုင်ပို့တော့သူအပေါင်းမဟုတ်ဘူးပြောမှကျွန်တော်အောက်အောက်ယူမှာဒီတော့ဒီအပေါ်ပေါ်နေယူမှာအဲ့ဒါလည်းပေါင်းကျော်နော်ကျွန်တော်ထဲလို့ရှိရင်ပေါင်းကျော်ဒီစမောပေါ်ကစီရကောင်ကျွန်တော်ပါပဲဟာအောက်စီရကောင်အောက်ပါနော်ဒီကောင်လည်းဆက်ပင်ရတော့
နှစ်ချက်ဒီလိုရဘာလဲဘာကြောကွတ်တီပဲသွားတယ်ကျွန်တော်မိရတဲ့ဒီကိုနော်ဒီလိုပုံစံတိုင်းထဲတဲ့ဒီကဒါကြည့်လို့ပညာလဲရပါလိမ့်မယ်နော်လိုင်းဆယ်လေးပါလောက်လာပြီပေါ့နောက်ကြည့်ရင်တက်ကျင်တာရှိတယ်မီလာပြဒီလာညောင်းပြီမှာဒါဒီတော့ဖိုင်တော့တော့စားနေတော့ဒီပုံဒီတွေပါကျွန်တော်တင်ပြီမှာဒီချိန်တက်ချင်တဲ့ဆိုတော့ follow လေးလောက်လာပြီပေါ့နော်လိုင်းဆယ်လေးပါလောက်လာပြီပါတခြားဒီလာညီကိုတွေသိသွားတော့ပါနော်ဘာလို့ပြောရလဲမှတ်တာအစီယာ6အနောက်ကြီးတွေလေးကြီးဖိုင်ဒီက6ဖိုင်ဟာဒီကျွတ်တိုင်ဘာကြောအဲ့ဒီကျွတ်တိုင်ဘာကြောစီကြမှာအဲ့ဒါမှမတော့စားရတဲ့ချက်မှာတိုင်ဝေးဘာကြောတဲ့အားလုံးပညာရကြပါလိမ့်မယ်နော်ဒါပြီးပါပြီနောက်ညီမတို့တော့ဆိုတာပြီးပါပြီနော်ရပ်ပွားရေးတော့ရွက်ရလို့ဝတ်ပြန်လာဟုတ်ကဲ့အားလုံးပညာရကြပါလိမ့်မယ်